ဒီနေ့တွက်ပြပေးမယ့် paper က January 2026 Pure Mathematics 1 ပေါ့နော်ဆိုပထမဆုံးအပုတ်က differentiate လုပ်တာဆိုတော့ဒီဟာကိုဒီလိုပြောင်းရေးလိုက်မယ်ပေါ့နော်အဲ့တော့ဒီက power ရှိချမယ်တစ်ထပ်နှုတ်မယ်ဒီ power ရှိချမယ်ဆိုတော့ minus 3.4 ဖြစ်သွားမှာပေါ့နော်တစ်ထပ်နှုတ်မယ်ဆို minus 3.2ဒီမှာမရှိတော့ဘူးဒီ integrate ကကြတော့ဖြစ်မယ် x power minus half minus 8 dx integrate လိုက်ကြတော့ x4 ဖြစ်သွားမယ်တော့ဒီ power တစ်ချက်တိုးပြီးတော့လာစားမှာဆို4နဲ့4နဲ့ကြည်သွားမယ်ပေါ့နော်ဝက်မှာလည်း power တစ်ချက်တိုးတော့ 1.2 ဖြစ်သွားမယ်လာစားတော့သူကဒီမှာ 1.2 လာစားမယ်ဆို3ပဲကျန်မှာပေါ့နော် 3.2 အစား 1.2 ဖြစ်မှာဆိုတော့ဒီမှာ minus 8x plus c 2မှာကြတော့သူကဒီ equation ပေးထားတယ်ဒီ equation နဲ့ကြောင်းပေးထားတယ်ပြီး show that ဒီအဖြစ်ကြောင်းဆိုတော့ဒီ show that မှာသူကကြည့်ရမှာ show that မှာတော့ y မပါဘူးအဲ့တော့ y ကိုအစားသွင်းမှ h တွေပဲထွက်လာမှာပေါ့နော်အဲ့တော့ y ကိုအစားသွင်းမယ်ဆိုဒါကိုဘယ်လိုရေးလို့ရလဲဆိုလို့ရှိရင် 4 plus x လို့ရေးလို့ရတယ်ဆိုတော့အဲ့ဒါအစားထိုးလိုက်မယ်ဒီအောက်မှာ4 plus x equal to 8 2x squared minus 4x minus x squared equal to 8 8တော့ဒီကဘယ်လောက်ရမလဲဆို 8 squared minus 4x minus 8 equal to 0ဆိုရှုံးဖြစ်သွားတယ်နော်B ကကျတော့ simultaneous equation ဆိုတာဒါခုန equation ပဲဒီ equation hence လို့လည်းပြောထားရဲဆိုအပေါ်ဟာကိုပြန်သုံးခိုင်းတာပေါ့နော်ဆိုတော့ဒါက solve ပြီးသွားပြီ A တုံးကဒီဖြေရလာပေါ့နော်အဲ့ဖြေကိုဆက်ပြီးတော့ solve လိုက်အောင်မယ်ဆိုတော့ဒါကိုmodify တူတဲ့ထည့်ကြည့်ရင်ပြတ်မှာမဟုတ်ဘူးနော်1 minus 4 minus 8ပြတ်မှာမဟုတ်ဆိုတော့ quadratic formula ရေးပြရမယ် a equal minus b plus or minus square root of b square minus 4ac by 2a ဒီအတွက်တတ်မှတ်ပေးရပါတော့အဲ့တော့ a equal ဘယ်လောက်ရမလဲဆိုရင်2 plus or minus 2 root 3ဒါမဲ့2 root 3 in the form ဆိုမှတ်နေပါနော်နှစ်ခုလုံးထွက်လာမှာသူက limit တွေပါလဲမကန်တတ်ထားဘူး x greater than 0လို့ဘာလို့မပြောထားဆိုတော့ဖြေရနှစ်ခုလုံးထွက်လာမှာ2 plus or minus 2 root 3ပြီးရင် y ကဘယ်လောက်ဖြစ်မလဲဆိုတော့y က a equal 2 plus 2 root 3မှာဘယ်လောက်လဲချက်ရှာမယ်2 minus 2 root 3မှာဘယ်လောက်လဲရှာဆိုတော့4နဲ့ပဲပေါင်းလိုက်အောင်မယ်ဆိုတော့သူကဒီနေရာမှာ2သားဆိုရင်6 plus 2 root 3ဖြစ်မယ်ဒီဟာဆိုလို့ရှိရင်6 minus 2 root 3ဖြစ်မယ်3မှာကျတော့မေးထား find the range of value of z for which 4 y z less than 8 okay so သူမေးထားတာဒါ domain မေးနေရတယ်တူတူပဲပေါ့နော်သူက domain မှာဆို z က x လို့ value ဖြစ်တာတော့ range of value of x လို့မေးနေတော့ပေါ့ဆိုတော့ဒီမှာဒီလိုတရားကိုသိဖို့ဆိုရင် graph ဆွဲမှာအဆင်ပြေမယ်ပေါ့နော်ဆိုတော့ graph ဆွဲကြည့်ဖို့ဆိုရင် 4/z graph သိရမယ် 4/z ဆိုတာဘာလဲဆိုတော့ asymptote graph ဆိုတော့ဒီလိုမျိုးလေးဖြစ်မယ် x axis နဲ့ y axis မှာ asymptote ရှိရ graph ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလာမှာလဲဆိုတော့8လာမှာ8ကတူလို့ပေါ့နော် okay ဆိုတော့အဲ့မှာ तू ကအပြာရောင်ကဒီ graph အနီရောင်ကဒီ graph သူ့ equation ကဘာပြောနေလဲဆိုတော့အပြာကအနီထက်ငယ်တဲ့အပိုင်းကိုပြောနေတာငယ်တဲ့ x range of value of x ကိုပြောနေတာပေါ့နော်ဆိုတော့အပြာကအနီထက်ငယ်တဲ့အပိုင်းကဒီနေရာမှာအပြာကအနီထက်ငယ်တာဒီပိုင်းမှန်နေမှာ x ကိုပဲထည့်ပြလိုက်မယ် x ကဒီပိုင်းမှာ yes ပြီးရင်အပြာကအနီထက်ဒီမှာဆိုမငယ်တော့ဒီမှာဆိုဒီ region မှာဆိုရှင် no ဒီ region အခုဒီ region မှာဆိုရှင်အပြာကအနီထက်ပေါ်ရောက်နေတဲ့ curve ကအဲ့တော့အဲ့ region မပါဘူးဘယ် region စပါဒီအနောက်ကစပါအဲ့တော့အဲ့လိုမျိုး range ရေးပေးဖို့ဆိုရှင်ဘာသိရမလဲဆိုဒီနာ value လေးသိရမယ်အဲ့နာ value ဘယ်လိုရှာမလဲဆိုရင်သူက intercept ဖြစ်တဲ့ဟာဆိုတော့နှစ်ခုကိုညီပေးလိုက်မှာပေါ့4/z ကို8နဲ့ညီမယ်ဆို z ကဘယ်လောက်ရမလဲဆို half ရမယ်ဒီနေရာမှာ half ထွက်လာပြီးဒီကဘာရုံဒါ0နိအဲ့တော့ range ကဘယ်လောက်ဖြစ်ရမလဲ z less than 0ပြီးရင် z greater than half ဖြစ်မယ်နော်
ဆိုတော့ equal sign မပါဘူးဆိုတော့ဟိုကောင်ကကျတော့ asymptote ဖြစ်တော့ तू က equal sign မပါဘူး less than 0ပဲဒီကောင်ကကျတော့ तू ကမေကွန်းမှာက less than equal မပါဘူး less than လို့ပဲတော့ပြောထားတဲ့အတွက် greater than half ဖြစ်တာပေါ့နော်ဒီကောင်ပြီးရင်ဒီ graph Figure 1 shows a plot of the line with equation y equal x plus 5 graph with equation y equal x minus 3 okay so ဒီဟာ plot ခိုင်းနေအဲ့တော့ဒီဟာဒီ equation ဘယ်လိုမြင်ရမလဲဆိုလို့ရှိရင်ဒီ equation ဘယ်လိုမြင်ရမလဲဆိုလို့ရှိရင်ခွဲမြင်ရမယ်ပေါ့နော်ဒါကတော့တစ်ဆက်ထဲရေးလိုက်လို့နည်းနည်းရှုပ်သွားတာဒီနေရာမှာဒီလိုမြင်ရမယ် x greater than equal minus 2နော်အဲ့တော့ဒီအပေါ်နှစ်ခုကဆွဲပြီးသားအပေါ်နှစ်ခုကဆွဲပြီးသားပေါ်မှာလည်းသူပြောပြီးသားအောက်ကတစ်ခုပဲလို့နေအောက်ကတစ်ခုဆွဲပြီးလိုက်မယ်နော်ဆွဲပြီးလိုက်မယ်လုံးဝဟိုနဲ့ဆွဲမယ် dotted line နဲ့မဆွဲဘူးဘာလို့လဲဆိုတော့ equal line ပါနေလို့အဲ့တော့ဒီမှာဒီ x equal minus 2ဆွဲပြီးပြီပေါ့နော်အဲ့အမှာတော့ region ကတော့ greater than လို့ပြောရတဲ့အတွက်ဒီဘက်ချမ်းဖြစ်မယ် greater than ဒီဘက်ချမ်း okay ပြီးတော့ဘာဆက်ပြောလဲဆိုလို့ရှိရင်ဒီ graph y equal x plus 5ရဲ့တော့ greater than ဆိုအပေါ်ချမ်းဖြစ်မှာ greater than ဆိုတာဒီအပေါ်ချမ်းဖြစ်မှာအဲ့တော့အပြာနဲ့လုပ်လိုက်မယ်ပေါ့နော်ပြည့်ချဲမှာတော့အဆင်ပြေမှာဆိုတော့လို့ပါနော်ဒီကခုနပြောရဟာပြီး y greater than x plus 5ကကြတော့ဒီအပေါ်ဘက်ချမ်းဒီချမ်းနော်ပြီးရင်သူကဘာပြောလဲဆိုလို့ရှိရင် y less than အဲ့ကြောင့် curve ကကြတော့သူက less than ဆိုတော့ curve ရဲ့အောက်ချမ်း curve ရဲ့အောက်အချမ်းဆိုတာဒီချမ်းပေါ့နော်ဒီချမ်းဒီရတယ်ဒီချမ်းပေါ့နော်အဲ့တော့ show the region တော့အဲ့ဟာကို inequality ကိုပြခိုင်းတာပေါ့နော်ပြခိုင်းတော့အဲ့ဟာဘယ် region ဖြစ်မလဲဆိုတော့အဲ့အခုအနီရောအဝါရောပန်းရောအနီရောပန်းရောင်ရဲ့အဝါရောင်ရဲ့အပြာရောင်ရဲ့သုံးခုလုံးထပ်တဲ့နေရာဖြစ်မှာပေါ့နော်သုံးခုလုံးထပ်တဲ့နေရာဘယ်နေရာလဲဆိုလို့ရှိရင်ဒီနေရာနဲ့ဒီနေရာလေးနဲ့ဒီနေရာလေးဖြစ်မှာအဲ့တော့အဲ့ region ကို shape ပြလိုက်အခုအမဲအောင် region ကိုပဲ shape ပြလိုက်ရင်ရပြီတကယ်တမ်းနိဆိုတော့အဲ့ဒါပဲ shape ပြလိုက်ရင်ဖြေရထွက်သွားပြီနော်ဆိုတော့ဒီပုံမှာဆိုလို့ရှိရင်သူက find an equation for L1 so L1 မှာတော့ point A နဲ့ B ရှိရပါတော့အဲ့တော့ equation ရှာချင်ရင် gradient ရှာရမယ်ဆိုတော့အရင်ဆုံး gradient of AB ဆိုတော့ gradient of L1 နဲ့အတူတူပဲပေါ့နော်သူက L1 ပေါ်မှာရှိရဆိုတော့2 minus 8 by ဘယ်လောက်ဖြစ်မလဲဆိုရင်7 plus 1 8တော့ minus 6ဆိုတော့ minus 2 by 6ဆိုတော့3 6နဲ့3 by 2နော် minus 3 by 2မဟုတ် sorry 3 by 4 ရပြီးရင်သူကဘာပြောမလဲဆိုရင် L1 ရဲ့ equation ဆိုတော့ formula လေးထည့်လိုက်လို့ရပြီပေါ့နော်။ကြိုက်တဲ့ point ယူရွေးလို့ရတယ် A ယူလဲရတယ် B ယူလဲရတယ် equation အတူတူပဲနောက်ဆုံးထွက်လာလိုက်မယ်ပေါ့နော်။ y minus 8 equal to minus 3 by 4 x plus 1သူက integer နဲ့ရေးခိုင်းတာဆို4ကိုဟိုဘက်ကိုမြှောက်လိုက်မယ်။32 minus 3x minus 3အဲ့တော့ 4y 3x ဒီဘက်ကိုတောင်းလိုက်မယ်ပေါ့နော်။ပြီးရင်ဒီမှာ32ဆိုတော့သူက29ဖြစ်မယ် minus 29 equal to 0ပေါ့နော်ဒီဖြစ်ရပြီးရင်သူကL2 က passes through A perpendicular to L1 okay so ပုံဆွဲကြည့်ရမယ်ပေါ့နော် so ပုံကဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်ပုံကတော့ဒီမှာ minus 1,8 minus 1,8ဆိုတော့ maybe 1 2 3 4လောက်မှရှင်းထားပါဘူးနော် minus 1,8ပြီးရင်ဟိုက7,2
7ဆိုတော့ဟိုထက်လောက်နေပြီ2ဆိုတော့လောက်ပေါ့နော်ဆိုတော့အမဟုတ် sorry 7,2ဆိုအပေါ်ဖြစ်မှာ7,2ဒီ AB ကို pass through ဖြစ်သွားတဲ့ line อ่ะ L1 ဆိုတော့ဒါ L1 ပေါ့နော်ကောင် L1 ဒီကောင် L1 ပြီးရင် तू ကဘာပြောလဲဆိုတော့ cast the axis at the point C ဆိုတော့ဒီက point C ဖြစ်သွားမှာပေါ့နော် point C okay ပြီးတော့ဘာဆက်ပြောလဲဆို coordinate of C အမဟုတ်ခဏနေ sorry တော့ C က L1 cast မှာမဟုတ်တော့ L2 က cast the axis at C အဲ့တော့ L2 ကဘာဆက်ဖြစ်လဲဆိုတော့ तू က passes through A ကို pass through ဖြစ်မယ်ပြီးတော့ तू က A ကို perpendicular ဖြစ်မယ်ပြောထားတယ်အဲ့အတွက် A ကိုအခု pass through ဖြစ်တယ်ပြီးရင် perpendicular ဆို90ဆွဲပြရမယ်ပေါ့နော်ဒီလိုမျိုးလေးဆိုတော့ဒါက L2 ပြီးရင် तू က axis ကိုဖြတ်တာ C ရဲ့ဆို C ကဒီလိုဖြစ်မှာပေါ့ ABC ဒီလိုဖြစ်မှာနော်ဒါ90 find the coordinate of C ဆိုတော့ C သိဖို့ဆိုရှင် L2 ရဲ့ equation အရင်သိရမယ် perpendicular လို့ပြောရတဲ့အတွက်ဘာသိလဲဆိုတော့ m of L2 က negative reciprocal of m of L1 ဖြစ်မှာအဲ့တော့ 4/3 ဖြစ်သွားမှာပြီးရင်သူ့ရဲ့ equation ရှာမယ်ဆို y minus 8 equal to 4/3 x plus 1ဖြစ်သွားမယ်အဲ့တော့ 3y minus 24 equal to 4x plus 4အဲ့တော့ဖြစ်သွားမယ်ဆို 3y x ကို positive ထားလိုက်မယ်ပေါ့နော်အဲ့တော့ 4x minus 3y ဟိုဘက်ကိုဆို28ဖြစ်သွားမယ် equal to 0 yes so x axis ဆိုလို့ရှိရင်ဘာ0လဲဆိုလို့ရှိရင် y0 so y0 ဆို y0 တွင်းလိုက်ရင် x ကဘယ်လောက်ရမလဲဆိုလို့ရှိရင် x ကဒီနေရာမှာ x equal to သူက -7 ရမယ်ဒီခုနက28ဆိုအဲ့တော့ point C ရဲ့ coordinate ကဘာဖြစ်သွားမလဲဆိုတော့ -7,0 ဆိုရသွားပြီပေါ့နော် b ရသွားပြီပြီးရင် C hence find the area of triangle ABC so ABC ကဘာလဲဆိုဒီနေရာမှာဒီဟာလေးကိုပြောတာ ABC ဒီဟာပေါ့နော် AB sorry ABC ဒီလိုပေါ့နော် A triangle လေးကိုပြောတာ so A triangle ရဲ့ area ကိုရှာမယ် so A triangle area ကိုရှာဖို့ဆိုရှင်ဟိုသူ့ရဲ့ length နေသိရမယ်တော့ over နဲ့သုံးမယ်ပေါ့နော် 1/2 base area into height နဲ့သုံးမယ် so AC length သိရမယ် AB length သိရမယ်အဲ့အတွက်AC length ကိုအရင်ရှာမယ်ပေါ့နော် AC length ကသူကဒီနေရာမှာ -6 mole sorry -7,0 အဲ့အရင်ဆုံးမှာရှာမလဲဆိုရှင် AC length ပေါ့နော် AC length ရင်ရှာလိုက်မယ် AC length ကဘယ်လိုရှာမလဲ formula ရှိရယ် formula က y coordinate နှစ်ခုနှုတ် square တင်ပြီး x coordinate နှစ်ခုနှုတ် square တင်ပေါ့နော်7ဆိုတော့သူက64သူကကြတော့36ဆိုတော့သူက100ဆို10ဖြစ်သွားမယ်ပေါ့နော် AC ရဲ့ length က10ပြီးရင် AC ပြီးရင် AB ကကြတော့8 minus 2 yeah ပြီးတော့ -1 minus 7 square root နော်အဲ့တော့36ရယ်ပြီးတော့8ဆို64ဆိုသူလည်း10ပဲ okay အဲ့တော့ area of triangle ABC ကဘယ်လောက်ဖြစ်သွားမလဲဆိုရှင် 1/2 100 sorry 1/2 BH ဆို10 into 10အဲ့တော့60တရားဆိုနောက်ဆုံး50ရရဖြစ်ရ50 unit square ပေါ့နော် so ဒီပုံမှာဆိုလို့ရှိရင်သူက logo ပေးထားရပေါ့နော် logo consists of sector ပါမယ်ပြီးရင် major sector ခုပါရပေါ့နော်ပြီးရင် triangle ပါတယ် okay so ဒီ value ပေးထားရဆိုထည့်လိုက်မယ်ဒီမှာ3ဒီကောင်က AD က8 AOD က 2.5ဒီကောင်က 2.5 so radian so ODA ကိုတဲ့အဲ့လောက်ဖြစ်ကြောင်းပြပါ okay ဆိုတော့ဘာလို့သုံးလဲဆိုတော့ sin root သုံးပါဆိုတော့ဒီမှာအနားနှစ်နားလေးရတောင်း2000လေးရအဲအကြောင်းမလို့ပေါ့နော်တောင်း2000ဖြစ်နေလို့အနားနှစ်နားတောင်း2000လို့ဖြစ်နေလို့ပေါ့နော်
ဒါပေမဲ့ sin rule ကဘယ်လိုမှသုံးလို့ရဆိုသူကအဲ့အနားနဲ့ corresponding down ကဘာဖြစ်ရမလဲဆိုလို့ရှိရင်မျက်နှာချင်းဆိုင်ဖြစ်ရမယ်ဆိုတော့ဒီနေရာမှာ 2.5 နဲ့8နဲ့ yes မျက်နှာချင်းဆိုင်ဖြစ်တယ်အမေ3နဲ့ဒီဟာနဲ့မျက်နှာချင်းဆိုင်မဖြစ်ဘူးအဲ့တော့ဒီ3ကိုသုံးချင်ဒီ down ကိုရှာရမယ်ဆိုတော့ဒီ down ကိုရှာရမယ်ဒီလိုသုံးချင်3 or ဒီလိုသုံးချင်3လေရတယ်ဒီနားတစ်ခုနဲ့သုံးမှာဒါပေမဲ့ဒီ OA ကရှာခက်တယ်အဲ့အတွက်ခုနဟာနဲ့သုံးမယ်ပေါ့နော်ခုနဟာနဲ့သုံးပြီးတော့ sin root သုံးပြီးဒီတောင်းရလာဒီတောင်းရလာရင်ဒီတောင်းရတယ်ဘာလို့လဲဆိုတော့ triangle ရဲ့အတွင်းတော့အားလုံးပေါင်းလိုက်188ထဲကပြန်နှုတ်လိုက်ရပြီဒီနေရာမှာဆိုပိုင်ပေါ့ radians လို့ရှင်အဲ့တော့8 root သုံးမယ်ပေါ့နော်အဲ့တော့ဒီဟာကို alpha လို့ထားလိုက်မယ်ဆိုရင် sin alpha equal to sin alpha by 3 equal to sin 2.5 by 8အဲ့တော့ဒီနေရာမှာ sin alpha ကဘယ်လောက်ရမလဲဆိုလို့ရှိရင်ဒါက8 into 3ဆိုတော့ 0.224 sin inverse answer ဘယ်လောက်ရလဲဆို0.226တော့လည်းထောင်ချင်းပဲပထမဆုံးထွက်လာထောင်ချင်းပေါ့နော်ဆိုတော့သူ့ပုံကလည်းထောင်ချင်းဆိုမှန်တယ်ပြီးရင်သူက ODA လို့ကျင်တာဒါကဘာလဲဆိုတော့ဟိုပါပဲရသေးอ่ะdown OAD ပဲရသေးอ่ะdown ODA လို့ကျင်ပိုင်ထဲက 0.226 ကိုနှုတ်မယ်ပြီးရင် 2.5 ကိုနှုတ်ရမယ်ဆိုတော့ပိုင်ထဲက answer နှုတ်မယ် 2.5 နှုတ်မယ်ဖြေရဘယ်လောက်ရလဲဆိုရှင် 0.415 ရသူရဆက်ဆုံးမှန်တယ်ပေါ့နော် find the total area of the logo so area of the logo ကညမှာတော့ logo ကဘာနဲ့မှလည်းပေါင်းထားဆို major sector နဲ့တော့ triangle နဲ့ပေါင်းထားတာအဲ့တော့ major sector ရဲ့ area လို့ချင်းရင်ဘာနဲ့ရှာရမလဲဆို 1.2 r square theta နဲ့ရှာရမယ်ပြီးရင် triangle ရဲ့ area ဆိုလို့ရှိရင် 1.2 AB sin C so AB sin C မှာဒီနေရာမှာ AB sin C ရထားသုံးမယ်ပေါ့နော်အဲ့တော့အနားနားရဲ့ဂျားတောင်းဖြစ်ရမယ်ဆို sin C ဒီနေရာမှာ8ထောင်ကဘယ်လောက်လဲဆို 0.415 L သုံးမယ်ပြီးရင်ဒီဟာရှာမှာဆိုတော့ major sector ရဲ့ area လို့ချင်းရင် 1.2 r square theta အဲ့မှာ r square က3ပေါ့နော်r square r 3ပြီးဒီနေရာမှာ theta ကအဲ့အခုဝိုင်းပြထားတဲ့ reflex angle ဖြစ်မှာအဲ့ဒါဘယ်လိုရှာမလဲဆို2ပိုင်းနဲ့ပြန်နှုတ်အောင်ပါ360နဲ့ပြန်နှုတ်2ပိုင်းနဲ့ပြန်နှုတ်အဲ့တော့အဲ့ angle အရင်ရှာမယ်ပေါ့ reflex down BOD ဖြစ်မယ် BOD အဲ့ဒါဘယ်လောက်ဖြစ်မလဲဆို2ပိုင်းထဲက 2.5 ကိုနှုတ်2ပိုင်းထဲက 2.5 ကိုနှုတ်တော့ဘယ်လောက်ရလဲဆိုလို့ရှိရင် 3.78 3လောက်ဖြစ်လိုက်Okay, error area logo ရှာမယ် 1/2 r square theta plus 1/2 a b sin error တွက်လိုက်မယ်ဆိုရှင်3.783.53 sin 0.45 sorry 0.45 0.415ဖြည့်ရဘယ်လောက်ရလဲဆိုရှင်21 point တော့ဘယ်လောက်ဖြတ်ခိုင်းလဲဆိုရင်1 just c ဆို 21.9 ရပါနော် cm square ပြီးရင် c ကဘာပြောလဲဆို parameter ဆိုဘာပေါင်းမှာလဲဆိုတော့ဒီ AD ပေါင်းမယ် AD ကသိပြီးသား okay ပြီးရင်ဒီဟာပေါင်းအောင်မယ်ဆိုဒီ arc length of sector ရဲ့ဒီ arc length လို့ရပေါ့နော်ဒီ arc length လို့ရဆို arc length BCD ရှာရမယ်ပေါ့နော် formula ဘာလဲဆို r theta ဆိုတာဒီ reflex angle နဲ့ r နဲ့ကိုမြှောက်နိုင်ရုံပဲဆိုတော့အရင်ဆုံးရှာမှာဒီ arc length ပေါ့နော်arc length ကတခုလည်းရှိရနာမည်မပေးတော့ဘူးအဲ့တော့ 3.783 နဲ့သူက3နဲ့မြှောက်တယ်ဆိုတော့3နဲ့ 3.783 ဆိုဘယ်လောက်ရမလဲဆိုရင် 11.35
ဆိုတော့အဲ့တော့ parameter ပေါ့နော် parameter ကိုလို့ချင်း 11.35 နဲ့သူက8နဲ့ပေါင်းအော်ပြီးရင်ဒီမှာကြံသေး AB လဲကြံသေးရနော် AB လဲရှာမယ်အဲ့ဆိုခဏနဲ့ AB လဲရှာအောင်မယ်ဆိုတော့ဒါကိုနောက်မှတော့ AB ရှာအောင်မယ်အဲ့တော့ AB ကိုဘယ်လိုရှာမလဲဆိုလို့ရှိရင်ခုန assign rule သုံးလို့ရတယ် assign rule သုံးပြီးဘာကိုရှာလိုက်မလဲဆိုလို့ရှိရင် OA ကိုရှာလိုက်မယ် OA ကိုရှာပြီးတော့အဲ့ OA ထဲကဘာကိုပြန်နှုတ်ရင် AB ရမလဲဆို OA ထဲက OB ကိုပြန်နှုတ်ရင် AB ရမယ် OB ရဲ့ length တည်ရပါဆိုတော့ radius ပဲဆို3ပဲဖြစ်မှာအဲ့အရင်ဆုံး OA ကိုရှာမယ်ပေါ့နော်ဆိုတော့ဒီညမှာ OA ကိုအပေါ်မှာရေးလိုက်မယ်ဒီ sin angle အောက်မှာရေးလိုက်မယ်သူကသူ့ကိုရှာမှာဆိုတော့အဲ့တော့ sin OA မျက်နှာချင်းဆိုင်တော့ 0.415 ပြီး3ရယ် sorry ဟိုမှာအသင့်ပေးထားတာပဲသုံးလိုက်မယ်8ရယ် sin 2.5 sin လို့ရေးထားတယ်ဆို OA ကိုလို့ချင်း8ရယ် sin 2.5ရယ်ဘာရယ်လဲဆိုတော့ sin 0.415မြောက်ဖြည့်ရဘယ်လောက်ရလဲဆိုလို့ရှိရင် 5.39 ရယ်အဲ့တော့8ရယ်ဒီဟာအကုန်လုံးပေါင်းလိုက်ပါမီတာရ 11.35 8ဖြည့်ရဘယ်လောက်ရလဲဆိုရှင် 24.7 centimeter ရဒီ number 6 ပါဆိုလို့ရှိရင် shows a sketch of the Gauss-Seidel equation y equal f of x Euclid function so cast the x-axis at minus 2, 0 y-axis က 0, 10 ပုံမှာလည်းပါတယ် 5, 0 မှာပါ okay deduce the root of the equation နဲ့ဟုတ်ပြီအဲ့တော့ဒီနေရာမှာ तू က root ဆိုတာဘာကိုပြောလဲဆိုတော့ဒီ root ဆိုတဲ့ဘောတော့ solution ပေါ့နော်ဥမာဒီ y equal f of x ဒါဆိုလို့ရှိရင်f of x ကို 0 ညီလိုက်တဲ့တဘော y ကို 0 ညီလိုက်တဲ့တဘော y ကို 0 ညီလိုက်တဲ့တဘောဆိုတာ तू က x intercept ကိုပြောတာလေအဲ့တော့ဒီနေရာမှာ तू က f of x ဒါဆိုလို့ရှိရင်သူ့ရဲ့ solution တွေက -2 ရယ် 5 ရယ်ဖြစ်မှာဆို x intercept က -2 ရယ် 5 ရယ်ဖြစ်သွားအဲ့တော့မေးနေရအကယ်၍ x မဟုတ်ပဲနဲ့ f of 1.3x ဆိုရင်ဘယ်လောက်လဲလို့ပြောတာဆိုတော့ 1.3x ဆိုလို့ရှိရင်တော့ဘယ်လိုဖြစ်မှာလဲဆိုတော့ဥမာတော့အဖြေကဒီလိုထွက်တာပေါ့နော်တကယ်တမ်းတော့မှာ x plus 2 x minus 5 equals 0ဒါsquare ဖြစ်မှာပေါ့နော်ဒီနေရာမှာ तू က stationary point ဖြစ်တာဆို square ဖြစ်မယ်ပြီးတော့ cubic လည်းဖြစ်တော့ဒီနေရာမှာ x cube ဖြစ်ရမယ် total လေမြောက်ရင်အဲ့တော့ဒီမှာ तू ကတကယ်တမ်းလေဒီမှာဒီအရှိမှာဟိုဟာရှိနိုင်တယ် coefficient တွေရှိနိုင်တယ်ပေါ့နော် coefficient တွေရှိပြီးနောက်ဆုံးဟိုဟာဗာလဲဒီဥမာဒီတော့အခုက equation မသိသေးတော့တိတ်ပြောလို့မရဒါပေမဲ့ဥမာပေးရပါဘောနော်ဥမာဒီလိုလဲဖြစ်နိုင်တယ်ဒီ x + 2 မဟုတ်ဘဲနဲ့ဥမာ 2x + 4လဲဖြစ်နိုင်တာပဲဘာဖြစ်တော့ 2x + 4ဆိုတဲ့ 2 -2 ရမှာပဲလေဒါပေမဲ့ဒါဥမာပေးရပါဘောဥမာပေးရဥမာဒီလို equation လာဆိုရှင်တော့0နဲ့ညီပြီးသွားလို့ရှင် x က -2 ရယ် 5 ရယ်ရမှာအဲ့တော့မင်းနေရဒီ x နေရာမှာတော့ရိုးရိုး x မဟုတ်တော့ဒီ x နေရာမှာ तू က 1x မဟုတ်တော့ 1.3x ဖြစ်ချင်တာအဲ့တော့ထည့်ကြည့်ပေါ့ 1.3x ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲ 1.3x - 5 the whole square ဆိုရှင်ဒီမှာထည့်ကြည့် x ကဟိုဘက်ရောက်တော့ -2 ဆို -6 ဖြစ်သွားဟလားဟိုကောင်ကကျတော့5ရယ်15ဖြစ်သွားတယ်အဲ့တော့အဖြေကဘယ်လောက်လဲဆို -6 နဲ့ 50ဆိုတော့ဒါကဘာဖြစ်သွားလဲဆို3နဲ့ခုန solution တွေကိုမြှောက်လိုက်တာဒီနေရာမှာ3နဲ့6 3 5နဲ့15ဆိုတော့ array မှတ်တယ်ပေါ့နော်အဲအကြောင်းမလို့ဒီ x တွေပါရဆိုရှင်ဒီနေရာမှာ 1.3x ဆိုလို့ရှိရင်တော့ဘာလဲဆိုတော့3နဲ့မြှောက်တယ်မှာ sin မြှောက်တယ်မြှောက်ရင် sin အဲ့လိုမျိုးအသိမှတ်ကြရပေါ့နော်အဲ့တော့ -6 နဲ့ 15ဖြစ်မှာဖြစ်ရဒီ number A1 ရဲ့ဖြစ်ရပေါ့နော်ဆိုတော့ဒီအောက်လေးမှာလာရေးလိုက်ပေါ့နော်နှစ်မှတ်ထဲဆိုတော့ဒီလိုကြီးအသေးစိတ်တော့တွက်စရာတော့မလိုဘူးပေါ့နော်ဆိုတော့ဒီနေရာမှာ A1 ရဲ့ဖြစ်ရအဲ့ဒါ A1 ပြီး A2 A2 က f of x - 3 equal to 0ဆိုတော့သူလဲအဲ့တိုင်းပဲခုနက try ကြည့်ရင် तू က
3ကဟိုဘက်ရောက်ရင်ဟိုဘက်ညီမချင်းတစ်ဖက်တစ်ချက်ရောက်ရင်တော့ plus 3ဖြစ်သွားမှာခုနလိုမျိုးဥမာခုနလို့ဆိုဒီမှာဆို 1.3x minus 2 equals 0ဆိုလို့ရှိရင်သူကဟိုဘက်ရောက်ရင်သူက2ကို3နဲ့မြောက်လို့ဖြစ်သွားတယ်အဲ့တော့အဖြေက minus 6 ရ sorry မှာ plus ဖြစ်မှာနော်အဲ့လိုမျိုးပဲဒီမှာဆိုလို့ရှိရင်လည်းဥမာသူကခုနက x minus 3ဝင်သွားမှာဥမာခုနကသူတို့ x plus 2 equals 0ဒါက f of x ဆိုအောင်အဲ့လိုဖြစ်နေရနိပြီး 1.3x ဆိုတော့ 1.3x ဖြစ်သွားတယ်အခုကကျတော့ x နေရာမှာဘာဝင်မှာလဲဆိုတော့ x minus 3ဝင်မှာအခုဆိုဝင်ပြထားရပါတော့ x minus 3 plus 2ဆိုတော့ဖြစ်မှာမလဲဆိုဟိုဘက်ရရင်တော့ minus 2 plus 3ဖြစ်သွားမှာအဲ့တော့ဘယ်လောက်ရမလဲဆို plus 1ဆိုပြဿနာတော့ဒီ x တွေကိုသူက transformation လုပ်တဲ့အချိန်ကြာလို့ရှိရင်ဒီနေရာမှာဆိုမြောက်ရင်စားရမယ်စားရင်မြောက်ကမယ်နှုတ်ရင်ပေါင်းရမယ်ပေါင်းရင်နှုတ်ရမယ်အဲ့လိုမျိုးသဘောမျိုးဖြစ်သွားတာပေါ့။ဆိုတော့ဒီညီမြချင်းဟိုဘက်ရောက်ရင်တော့ chain ပါဦးမြောက်ထားအစားဖြစ်သွားမယ်အစားကမြောက်ဖြစ်သွားမယ်နှုတ်ထားပေါင်းသွားမယ်ပေါင်းထားနှုတ်သွားမယ်လို့ဖြစ်သွားမှာမဟုတ်လို့ပေါ့နော်။အဲ့အတွက်အဖြေကဘယ်လောက်ရမလဲဆိုရှင် +1 နဲ့ခွာကြတော့အဲ့တော့အမတို့ဒီဟိုလိုပဲစဉ်းစားလိုက်မယ်ဆိုလို့ရှိရင် -3 ဖြစ်တဲ့အတွက်ဟိုဘက်မှာ +3 ဖြစ်သွားမှာဆိုတော့ခုနကငကိုရှိနေတဲ့ solution က -2 နဲ့ 5 နဲ့နိအဲ့တော့5ကို +3 ပေါင်းတော့ဘယ်လောက်ရမလဲဆို8ဖြစ်သွားမှာဆို +1 နဲ့8ပေါ့နော်ဖြေက +1 နဲ့8ဖြစ်ပြီးရင်တော့ဘာပြောလဲဆိုရင် find an expressions you should leave your answer in the factorized form နဲ့ f(x) expression လို့ချင်တယ် okay ဆိုတော့ f(x) expression လို့ချင်တယ်ဆိုတော့သိရမှာတော့ cubic function ဆိုတော့ခုနလိုမျိုးပြန်ရေးရမယ်ပေါ့နော်ခုန x plus 2ပြီး x minus 5 the whole square တို့လို့သိရဒါပေမဲ့ခုနကပြောလို့မျိုး तू ကအရှိမ coefficient တွေရှိနိုင်တယ်ဘာလို့ဆိုတော့ x plus 2လဲ solution က -2 ပေးရပဲလေဥပမာ 2x plus 4ဆိုလေ yes ပေးရပဲလေ x ကဘယ်လောက်ပေးရော -2 ပေးရ5ပေးရသူလည်းပဲ -2 ပေးရ5ပေးရအဲ့တော့နှစ်ခုလုံးကသူက solution ထားအမားတို့စီမှာရှိရဲ့ဒီဗာလေအချက်လက်ကဒီ cubic function ဖြစ်တာရေ cubic function ဖြစ်တာရေ solution အဲ့နှစ်ခုရှိတာဒါပဲသိတာဆိုတော့ဒါလည်းဖြစ်နိုင်တယ်ဒါလည်းဖြစ်နိုင်တယ်အဲ့တော့အမားတို့ကဒီ equation မှာဆိုပြီးတန်းကောက်ချက်ချလို့မရအောင်ရှေ့မှာ coefficient တစ်ခုရှိတယ်ဆိုပြီးတော့အမားတို့ယူရမယ်ပေါ့နော်အဲ့တော့အဲ့ရှေ့မှာအမားတို့ coefficient ကိုမတိကိန်းတစ်ခုကိုထားလိုက်တာဆိုမတိကိန်းတစ်ခုဥမာ k ဆိုပြီးတော့ထားလိုက်တာပေါ့နော်ဘာလို့ဆိုခုနလိုမျိုးတော့ coefficient ရှိနိုင်လို့အဲအကြောင်းမလို့တော့ရှေ့မှာတစ်ခုခုထားပေးရအောင်ပေါ့နော်ဥမာအကယ်၍ coefficient တာမရှိဆိုနောက်ဆုံးအခုထုတ်လိုက်တဲ့အဖြေက k က1ထွက်လာမှာပေါ့ coefficient တာမရှိဆိုလို့ရှိရင် coefficient ရှိရဆို k က1မဟုတ်တဲ့တခြားကဏ္ဍထွက်လာမှာပေါ့အဲ့လိုမျိုးပေါ့အဲ့တော့ 8k ကိုဘယ်လိုရှာမလဲ 8k ကိုဘယ်လိုရှာမလဲဆိုတော့ तू က -2,0 5,0 မဟုတ်တဲ့ coordinate နောက်တစ်ခုပေးတယ်တော့ဒီနေရာမှာမတိခင်ဒီ k တစ်ခုရှာဖို့ကျန်တဲ့နှလုံးကလည်းမတိလို့တော့မဖြစ်ဘူးလေဟုတ်တယ်မလားအခါနေဒါ0မဟုတ်မှာတော့ဒါက f(x) ဖြစ်မှာပေါ့နော်ဒါ f(x) f(x) equal to အဲ့လိုဘယ်ဘက်မှာရေးလဲရအောင်နော်ညာဘက်မှာရေးထားတူတူပဲအဲ့တော့မတိခင် k ရှာခြင်းဒီ x နဲ့ f(x) နဲ့သိရမယ်လေ f(x) ဆို y ပဲအဲ့တော့ဒီဟာရှာခြင်းဒီနှစ်ခုသိရမယ်နှစ်ခုသိလား yes သိရ0ကောမှာတန်းအပေါ်မှာရှိရအဲ့တော့ဒီနေရာမှာ0သွင်းလိုက်မယ်ဆိုရင်သူက +2 ဖြစ်သွားမယ်သူက25ဖြစ်သွားမယ်သူက10ဖြစ်သွားမယ် k ဆို10ဆို k က1ရတယ်အော် k က1ရတယ်k ကအခါနေ1ဟုတ်လို့လား10ရယ်x ကဘယ်လောက်သွင်းရမှာ0ဆိုတော့ခဏနေ9နေ25အော်10မဟုတ်ပါဘူးဒီလုံးရှမ်းတော့ 1/5 ဖြစ်သွားမှာနော် sorry 1/5 ဖြစ်မှာဆိုတော့ k က 1/5 ရတယ်ဆိုအဲ့တော့နောက်ဆုံး f(x) equation ကဘယ်လောက်ဖြစ်မလဲဆိုလို့ရှိရင် 1/5 x plus 2 x minus 5 the whole square equal ဒါပဲပေါ့နော်ဒီမှာရက်လို့ရဒါကြီးကိုပြန်ဖြီးနေစရာမလိုဒီမှာရက်လိုက်ရတယ် factorized form လို့လည်းသူကပြောထားတာပေါ့နော် The curve C intersect the straight line at y equal tan x plus 2 at exactly 3 points so use algebra to find the exact x coordinate of the 3 points of intersection okay ဆိုတော့အဲ့တော့ intersect ဖြစ်တယ်ဆိုရှင်ဘာလုပ်ပေးရမလဲဆိုလို့ရှိရင် equation နှစ်ခုကိုညီပေးရမယ်ဆို tan x plus 2ဆိုအခါနေ तू ကအဲ့လိုမျိုးဟာကိုပြန်ထုတ်เสียမလို့ပေါ့နော် तू မထုတ်ခိုင်းရင်ထုတ်เสียမလို့तू တမင်တဒီလိုမျိုးပေးထားသူပုံစံနဲ့ထုတ်เสียမလို့ဆိုတော့ sorry ဝင်မြောက်เสียမလို့ပြောချင်တာ
ဒီညမှာဝင်ဖြောင်းနိုင်တဲ့ပူရှုပ်သွားမှာပေါ့နော်ဒီမှာ x + 2 2တချို့တွေကဘာဖြစ်လဲx + 2 2နဲ့ခြေလိုက်လို့ခြေလို့မရအောင်နော်ဆိုဒီညမှာမရဘာလို့ဆိုတော့အဲ့လိုခြေလိုက်ရင် solution ကပျောက်သွားလိုက်မယ် x + x = -2 ဆိုတဲ့အဖြစ်ပျောက်သွားလိုက်မယ်ပေါ့နော်ဆိုတော့ဒီလိုနေရာမှာခြေလို့မရအောင်တတိထားရမယ်တစ်ဖက်တစ်ချက်ကိုပို့ပေးရမယ်ပေါ့နော်ဒီနေရာမှာတစ်ဖက်တစ်ချက်ကိုပို့ပေးဖို့ဆိုရင်ဒါကြီးကိုအကုန်ပို့လိုက်မယ်ပို့ပြီးတော့ပုံထုတ်အောင်မယ်ပေါ့နော်အဲ့အမှာ solution ထွက်လာဆိုတော့ x + 2ကိုလုပ်လိုက်မယ်ဆို10 - 1/5 x - 5 the whole square အဲ့တော့ဘယ်လောက်ရလဲဆိုလို့ရှိရင်သူက x က -2 ပြီး10သူကoh yes သူကဒီတိုင်းပဲပေါ့နော်နည်းအဲ့တော့သူကဟိုဘက်မှာဒီကောင်ကဘယ်လိုဖြစ်သွားမလဲဆိုရှင် -10 = -1/5 x - 5 the whole square equal to ဖြစ်သွားမှာပေါ့နော်အဲ့တော့50ဆိုတော့ x - 5 the whole square အဲ့တော့50ကို square root ဆိုတော့ဖြစ်မှာပေါ့5√2 yes plus or minus 5√2ပြီးရင်ဒီကောင်က5ဖြစ်သွားမယ်အဲ့ solution total 3ခုမှန်တယ်ပေါ့နော်5 plus or minus 5√2က2ခုရယ် a = -2က2ခုရယ်ဆိုဖြေရတာရတာဆိုတော့အကယ်၍ဒါဒီပထမဆုံး step မှာဒီနှစ်ခုခြေလိုက်မိဆိုရှင်နောက်ဆုံးဒီဟာပဲကြံပြီးဒီဖြေပဲထွက်လာနိုင်မယ်ဒါကြီးပျောက်သွားနိုင်မယ်ဆိုတော့လည်း3 root ပြောထားရဲဆိုတော့တတိထားပေါ့နော်3 solution လို့လည်းပြောထားဆိုတော့ဒီ number 7မှာကျတော့သူက differentiate လုပ်ခိုင်းတယ်ပေါ့နော် differentiate လုပ်ခိုင်းတယ်ဆိုတော့လုပ်လိုက်မယ်ဒီမှာ power ရှိ6တစ်ချက်နှုတ် power ရှိ6မယ်တစ်ချက်နှုတ်မယ်43ဒါပေမဲ့တော့ဒီ form နဲ့လိုချင်တာမဟုတ်အဲ့တော့အဲ့ form နဲ့လိုချင်တာဘာလဲ form က continuous square နဲ့လုံးမရမှာ a square minus 8x plus 43/2ပြီးရင်လို့ပေါ့နော်ပြီးရင်ဒါက for the whole square ဖြစ်ပါမယ်16 43/2ဆိုလောက်ရလဲဆိုရင်11/2အဲ့တော့ဒီဖြစ်ရပါတော့နော် x - 4 the whole square plus 11 ရတယ် hence the state the minimum value of dy - dx dy - dx ဆိုတော့ equation ပါလေဒီ equation นี่ dy - dx ကဒီ equation အဲ့ရ minimum value ဆိုတာဒီ continuous square form ဖြစ်တယ်ဆိုလို့ရှိရင်သူက minimum value ကသူ့ form ကိုကြည့်လိုက်တာနဲ့အမတို့ကတန်းသိရပေါ့နော်ဘယ်လိုတန်းသိလဲဆိုလို့ရှိရင်သူက11ဖြစ်မှာဒီနေရာမှာအဲ့ဟာကပုံ response မှာပုံဆွဲကြည့်ပေါ့တော့ရှိcontinuous square ပြောင်းလိုက်ပြီးတော့ဒီအနောက်ကကဏ္ဍကိုယူရင်မှန်တယ်ပေါ့နော်ရှိသမျှဟိုဟာတွေအတွက်အကုန်လုံးတော့မှန်တယ်quadratic expression တွေအကုန်လုံးတော့မှန်တယ်ပေါ့နော်ဒါ response မှာအတွက်ဆွဲကြည့်လိုက်လို့ရှိရင်ဒီ y value 11မှာ minimum value ဖြစ်နေနိုင်မယ်ပေါ့နော်ပြီးရင် the value x at which this minimum value occur အဲ့ဒါဘယ်လောက်ဖြစ်မလဲဆို a equal 4ဖြစ်မှာအဲ့ဒါဘယ်လိုရှာရလဲဆိုရှင်ဒီခွင်းထဲကဟာကို0နဲ့ညီပေးရအဲ့တော့4ထွက်လာတာပေါ့နော်ဆိုတော့ Desmos မှာတော့ဆွဲကြည့်လို့ရှင်ဒါကဘာရမလဲဆို4.11မှာ minimum value ရလိုက်မယ်ဒီပါစောက်ပုံတွေက4.11မှာ minimum value ဖြစ်မှာပေါ့နော်ပြီးရင်ဒါ1 2ပြီးတော့ပေါ့နော် given that s is the point on c at which the gradient is a minimum s is the point on c at which the gradient is minimum okay find the equation of the tangent to c at s giving your answer in the form okay အဲ့တော့သူ့မိကွာနည်းနည်းရှုပ်တယ်လို့ဖြစ်သွားပါတော့ given that s is the point on c at which the gradient is minimum ဆိုတော့ gradient minimum x value ဘယ်ချိန်မှာဖြစ်တာလဲဒီနေရာမှာဘယ်ချိန်မှာဖြစ်တာလဲဆို x = 4မှာဖြစ်တာလीဆိုတော့အဲ့ s ရဲ့ x coordinate က x = 4ပေါ့ဆိုတော့အဲ့တော့အမတို့ကဒီ equation ရှာခြင်းနေဆိုရှင်သူ gradient သိရမယ် point သိရမယ် point ကလည်းမသိသေး gradient ကလည်းမသိသေးဆိုတော့ x = 4မှာ y value ဘယ်လောက်လဲရှာခြင်းအပေါ် value ထည့်သွင်းအောင်ပါ y ဘယ်လောက်လဲရှာရမယ်ပေါ့နော်အဲ့တော့အပေါ်ကနေမှထည့်ရမယ်ဒီမှာဆိုရင်ခဏလေး 2.34 cube minus 84 square plus 43 4 minus 20.3 so ဒါတော့ထုတ်လိုက်လောက်ရအောင်လဲဆိုရှင်x
b plus 4တွင်းလိုက်လို့ရှိရင်ဖြတ်80ရတယ် so s ရဲ့ coordinate က 4,80 ပေါ့နော်ပြီးရင်အဲ့ s မှာရှိတဲ့ tangent ရဲ့ gradient ကိုလိုချင်တယ် gradient လို့ပြောရတော့ဘယ်ထဲမှာ differentiate ထဲမှာ differentiate form ထဲမှာတွေ့မှာပေါ့နော်အဲ့တော့ ac equal 4ဆိုဘယ်လောက်ရမလဲဆိုလို့ရှိရင်သူကဘယ်လောက်လဲဆို2ရဲ့မှာဆို4 minus 4ဆိုအကုန်ကြည့်သွားတဲ့အတွက်နောက်ဆုံး11ပဲကျန်ပါအဲ့တော့ equation ကိုလိုချင် y minus 80 equal to 11x minus 4 ရတယ် 11x minus 44 plus 80 y ကဘယ်လောက်ရမလဲဆိုလို့ရှိရင်80 minus 44ဆိုတော့36 11 minus 36ရတယ်အဲ့သူ့ရဲ့ tangent equation ပါနော် number 8မှာကျတော့ a curve C has equation y equal to 4x okay is greater than 7 we differentiate form ပေးထားတယ် tangent to C at P ပေါ့နော်ဒီမှာ tangent to C at P okay verify the root 3 is a possible x coordinate of P so တော့ဘာပဲတော့ information ဒီ differentiate form ရဲ့ပြီးဒီ tangent equation ဒါပဲပေးတာအဲ့နှစ်ခုဘယ်လိုဆက်ဆက်ပြီးတော့ဒါကို verify လုပ်အောင်မလဲတော့လဲဆိုတော့ဒီနေရာမှာဒီ equation ကိုကြည့်လိုက်ကြအပြင်ဒီသူ့ရဲ့ gradient သိရပေါ့နော် gradient mx plus c form လို့ဆိုရှင်သူက gradient 10 tangent tangent to C at P မှာရှိရဲ့sorry P မှာဆွဲထားတဲ့ tangent ပေါ့နော်အဲ့ tangent က tan ဖြစ်ရမှာ tan ပေါ့နော်တော့ပြောထား tan ဒီတော့ verify လုပ်ပါရ root 3 is a possible x coordinate အဲ့ဆို verify ဘယ်လိုလုပ်ရပြီဆိုတော့ gradient ဖြစ်တဲ့အတွက်အကယ်၍ဒီ differentiate form ထဲမှာ root 3 သွင်းလိုက်လို့ tan ထွက်တယ်ဆိုလို့ရှိရင်ဒါမှန်တာပေါ့ဟုတ်ဆိုဒီ root 3 က gradient tan ဖြစ်တယ် yes သူကလည်းဒီမိကုန်းမှာ tan ဖြစ်တယ်ပြီးမှပြောထားတယ်အဲ့လိုမျိုး verify လုပ်မှာပေါ့နော်အဲ့တော့x equal root 3 differentiate form နဲ့ထည့်မယ်ပေါ့နော်အဲ့တော့12နှစ်တန်းရပေါ့နော် so အဲ့အတွက် this is equal to the gradient of yes tangent to C at B so အဲ့ဒါ verify ဖြစ်တယ်ပေါ့နော်မှန်တယ်ပေါ့ the other possible x coordinate of B so မေကုန်းမှာတော့ဘာပြောထားရလဲဆိုတော့AP ကAP မှာရှိတဲ့ x coordinate က gradient tan ရှိရဒါပဲပြောထားတာဒီ equation ကလည်းဘာ equation လဲတော့သိအောင်မသိသေးဘူးဥမာသူကထားပါတော့ဒီ equation က log graph ပဲထားပါတော့ဗောနော် log graph ပဲထားပါတော့အမတို့သိတဲ့ information ကဘာပဲသိရလဲဆိုတော့အမအခုသူပြောလိုက်တဲ့ tangent ကဒီလိုမျိုးရှိရပဲထားပါတော့ဒီလိုမျိုးရှိအခုအမတို့သိတဲ့ information ဘာလဲဆိုတော့ဒီ differentiate form သိရဒီ tangent equation သိရဒါပဲသိရဆိုတော့ other possible value ဆိုဘာလို့ other possible value ရှိနေရလဲဆိုရှင်တော့ဒီလိုမျိုး gradient ကဒီလိုမျိုးတူတဲ့ဟိုကလည်းထွက်နိုင်တာပဲလေဒီလိုမျိုးလည်းဖြစ်နိုင်တာဥမာဒီလိုပုံစံသာဖြစ်သွားမယ်ဆိုလို့ရှိရင်တော့အမတို့လက်ထဲမှာရှိ information တော့gradient tan ရှိရဒါပဲတည်သေးကွာ gradient tan ရှိရဒါပဲတည်သေးအမတို့ကဒီ equation ကိုလည်းတည်သေးအောင်မဟုတ်လေဒီ equation ကိုလည်းတည်တယ်မဟုတ်ဒါအမဥပမာပေးထားဆိုတော့အကယ်၍ gradient tan ဆို information တစ်ခုတည်းသာရှိရဆိုရှင် gradient tan ဆို information ကဒီမှာလည်းဖြစ်နိုင်တယ်ဒီမှာလည်းဖြစ်နိုင်တယ်သူပြိုင်သွားတာလည်းဖြစ်နိုင်တယ်သိရမလားဒီလိုမျိုး case ဆိုရှင်တော့ဘယ်လိုဖြစ်မှာလဲဆိုတော့ x က value ကနှစ်ခုဖြစ်မှာဒီနေရာမှာရှိရ x value တစ်ခုနဲ့ဒီနေရာမှာရှိရ x value တစ်ခုနှစ်ခုဖြစ်မှာပေါ့နော်ဒါကြောင့်မလို့တော့ other possible x coordinate လို့ပြောနေတာပေါ့နော်အဲ့အကြောင်းလို့ပြောနေအကယ်၍ဒါဒီလို graph ဖြစ်ခဲ့ဆိုရှင်သူကလည်းဒီ graph ဟုတ်ချင်မှလည်းဟုတ်မှာပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ idea အတူတူပဲအဲ့လိုမျိုးဖြစ်ခဲ့ရင်ဆိုတဲ့သဘောမျိုးနဲ့တော့စဉ်းစားလိုက်တာပေါ့နော်ဆိုတော့အဲ့တော့ဒီမှာ तू ကအဲ့တော့ဘာလုပ်နေဆိုရှင် तू ကtan gradient tan ရှိရဲ့ x coordinate value နောက်တစ်ခုရှာမှာအဲ့လိုမျိုးပုံစံအဲ့အကြောင်းမလို့အမတို့က differentiate form tan နဲ့ညီရတာအဲ့အကြောင်းမလို့နော်အဲ့တော့
ညီလိုက်မယ်ဆိုရှင် तू ကဘယ်လိုထွက်လာမလဲဆိုတော့6 here 4a square so 2က14a square ဖြစ်သွားမယ်နှစ်နဲ့လေးခုနဒီစွန်ဒီနဲ့တော့မချဆိုရအောင်တဲ့နှစ်တဲ့ရ3နဲ့6ဆိုတော့ဟုတ်တယ်ရအဲ့တော့ तू က 2a square minus 1တခွင် a square minus 3တခွင်အဲ့တော့ဖြေရဘယ်လောက်ရလဲဆိုရှင် a square equal to 1/2 or 3ရဟုတ်တယ်အဲ့တော့ ac equal ပြီးတော့မေကုန်းမှာဘာပြောထားဆိုတော့ greater than 0လို့ပြောထားတယ်အဲ့တော့ 1/√2 or √3 or မခံနဲ့တော့ကောင်းမှခံလိုက်မယ်ဖြေနှစ်ခုလုံးယူမယ်ဆိုသူတို့ဖြစ်√3ကဒါခုနကရပြီးသားဟာပေါ့နော်√3အဲ့တော့ other possible x coordinate of p ကဖြစ်မယ်ဆို 1/√2 ပေါ့နော်ဒီဖြစ်ဆိုတော့ဒီဟာကိုပြန်သုံးသပ်ကြည့်လို့ရှိရင်သူပြောချင်တဲ့သဘောကgradient tan ရှိတဲ့ x coordinate နှစ်ခုရှိတယ်ဘာနဲ့မှလဲဆို√3နဲ့ 1/√2ဆိုတော့ဖြစ်နိုင်တာသူလည်းဖြစ်နိုင်တယ်သူလည်းဖြစ်နိုင်တာပဲဆိုတော့ gradient နှစ်ခုလုံး gradient tan ရှိနေအောင်မေးခွန်းမှာလည်းဒါပဲပေးထားတာသူက gradient tan at p ဆိုတော့ p ကနှစ်မျိုးဖြစ်နိုင်တယ်ဟို1/√2လည်းဖြစ်နိုင်2/√3လည်းဖြစ်နိုင်တယ်တော့ possible ဆိုတော့အဲ့ဒါကိုပြောပါတော့ပြီးရင်တော့ဘာပြောလဲဆိုတော့ find given the x coordinate weight ဒီမှာကျရင်တော့ तू ကဗာလဲ p က √3 ဖြစ်သွားပြီတဲ့ तू အပေါ်တော့ကတော့ तू မသေးချာတခုကြောင့် तू √3 ဆို तू ယူဆလိုက်ပြီပေါ့နော် normal to c at p so normal လို့ပြောရဆိုရှင် gradient ကဘာဖြစ်သွားမလဲဆို negative reciprocal ဖြစ်သွားမယ်ဆိုတော့ခုနကဘယ်လောက်ရှိရလဲဆို10ရှိရတယ်နော်အဲ့တော့ m normal ကဘယ်လောက်ဖြစ်မလဲဆို -1/10 ဖြစ်သွားမယ်ပြီးရင် तू ကx coordinate of p ဒီ equation သိဖို့ဆို coordinate သိရမယ် gradient သိရမယ် gradient ခုနသိပါ coordinate ကကြတော့ x ပဲသိလို့မရ y သိရမယ် x equal √3 y မှာဘယ်လောက်လဲသိရမယ်ပေါ့နော်ဟာနဲ့ x equal √3 y မှာဘယ်လောက်လဲဆိုတော့ yes ဒီထဲမှာတွင်းလို့ရတယ်ပေါ့ဒီထဲမှာတွင်းလို့ရတယ်အပေါ်က curve equation မသိပေမဲ့လေဒီမှာတွင်းလို့ရတယ်ပါဆိုတော့ဒီ curve နဲ့ tangent နဲ့ t ရဲ့ point ကပြီမို့လို့ပေါ့နော်အဲကြောင့်မလို့သူ့ထဲကိုလည်းတွင်းလို့ရတယ်အဲ့တော့ x equal √3 မှာ y ဘယ်လောက်လဲဆိုပြီးတော့ရှာလိုက်ပေါ့နော် tan √3 ရဲ့ပြောလို့လည်းမသိ -6 √3 အဲ့တော့ rare ပါအဲ့တော့ 4 √3 ရလာမယ်အဲ့တော့ y minus 4 √3 equal to -1/10 x minus √3 အဲ့တော့ tan y minus 40 √3 equal to -x plus √3 အဲ့တော့ tan y plus x ဆိုဟိုဘက်မှာပြောင်းလဲဆို 41/3 ဖြစ်သွားမယ် x plus tan y equal to 41 √3 question ဆိုတော့ဒီဘက်မှာပဲကြည့်ရတော့နော် Being find f for x that writing your answer in simplest form you must show each stage of your working okay so f for x လို့ချင်းဘာလို့ရမလဲဆိုတော့ integrate ပြန်တော့မှာပေါ့ဒီ form integrate ပြန်လုပ်မှရမယ်အဲ့တော့ c ကဒီဟာပေါ့နော်ဒါကို integrate ပြန်လုပ်မယ် integrate ပြန်လုပ်မယ်ဆိုတော့ power ကိုတက်တိုးမယ်ပြီးပြန်စားမယ် x power -2 ဆိုတော့ 6x power -1 ပြန်စားမယ်ဒီလိုဖြစ်မယ်ပေါ့နော်အဲ့တော့ 4/3 ပြီးရင် plus c x cube minus 6x လို့ရေးလိုက်မယ် 6/x 4x plus c so equation ကိုသိဖို့ဆိုဒီ c ကိုရှာရမယ်လေအဲ့တော့အခုမသိခင်က x ရော c ရော y ရောဖြစ်နေတာဒါကိုရှာခြင်းဒီနှစ်ခုရဲ့ဟာကိုအစားသွင်းမှရမှာပေါ့အဲ့တော့ဒီ curve form မှာ line လုပ်တဲ့အမှတ်တစ်ခု x ရော y ရောသိအမှတ်တစ်ခုရှိလားဆိုရှိရယ်ဘာလို့ဆို p မှတ်က√3, 4 √3 အဲ့ဒါကိုထည့်လိုက်မှာ√3, 4 √3 ဆိုဒီညမှာ4 √3 ထည့်မယ်√3 ထည့်မယ်4 √3 c အဲ့ဘယ်လောက်ရမလဲပေါ့နော်ဆို8 √3 3ဆိုတော့သူက
3 3 ဆိုတော့4 root 3 or so but ခဏနေတော့4 root 3 ရဲ့6 root 3 let's see ဒီမှာကြည့်သွားလိုက်မယ် so 4 minus ဒီနေရာမှာ yes 4 root 3 minus 5 root 3ပါနော်2 root 3ဖြစ်သွားမယ် minus မဟုတ်ခဏနေတော့ plus ဖြစ်မှာ plus ဆိုဖြစ်တော့ရင်6 root 3ရနော်အဲ့တော့ c ရဘယ်လောက်ရလဲဆို6 root 3အဲ့တော့ f of x ရဲ့ equation ကဘာဖြစ်သွားမလဲဆိုရင် 4/3 x cube minus 6/x minus 4x plus 6 root 3ဒီဖြစ်ရဒီပုံမှာကျတော့ तू က graph ပေးထားတယ် okay figure 4 shows a sketch of part of the graph of the trigonometric function so ဒီ graph ကိုကြည့်ချင်ရင်ဒါ sin လည်းဖြစ်နိုင်လို့ cos လည်းဖြစ်နိုင်နှစ်ခုလုံးဖြစ်နိုင် tan လုံးဖြစ်တာတော့သိကြရပါတော့အော်တော့ expression ရေးခိုင်းတာ okay အဲ့တော့ sin graph နဲ့ cos graph ကိုအလို့ရမှာအဆင်ပြေမယ်ပေါ့နော်ဒါကိုတွက်ဖို့ဆိုရှင် so ဒါက sin x graph ပဲထားပါတော့ဒါကို cos x graph လို့ထားနိုင်မယ် cos x graph ကဘယ်လိုရှိရလဲဆိုတော့ဒီလိုရှိရလို့ပါနော်3ခုလောက်ဆွဲလိုက်မယ်ဒီမှာဆိုလဲ sorry ဒီမှာဆိုရင်တော့4ခုလောက်တော့နေတော်တော်ပုံစံမနော်so တေးကြောမလာဘူးဖြစ်နေတာမယ်ဒီပုံစံဖြစ်မယ် so တော့ပြီးရင် cos x ကသူဘာမှဖြတ်လဲပါသိရမယ် cos x ကသူကဒီမှာ cos က0ပဲချိန်ဖြစ်လဲ cos က0ပဲချိန်ဖြစ်လဲဆိုဒီချိန်ကသူက pi by 2 pi by 2ပြီးဒီကောင်ကနောက်ထပ်0ကပဲချိန်ဖြစ်လဲဆိုလို့ရှိရင်သူကအခုဘယ်လိုစဉ်းစားနေရဆို unit cycle ကိုကြည့်ပြီးတော့စဉ်းစားနေရနော် unit cycle မှာ तू ကဒါ y ဒါ x cos ဆိုတာ x လေဆိုတော့ y စစ်ကိုဖြတ်သွားရင် x0 အဲ့တော့ဒီနေရာမှာတော့ pi by 2 ကိုဖြတ်သွားရင်0ပေါ့နော်ပြီးရင်270ဆိုတော့3 pi by 2 pi by 2ကို3နဲ့မြောက်တာ90ကို3နဲ့မြောက်တာပေါ့နော်အဲ့တော့ဒီမှာဒါ3 pi by 2ဒါ3 pi by 2ပြီးဒီဟာရကြဘယ်လိုဖြစ်မလဲ minus pi by 2နဲ့ဟိုကောင်ကကျတော့ဒါ minus 3 pi by 2အဲ့လိုဖြစ်မှာပေါ့နော်ပြီး sin ကကျတော့ဒါက3ညပြီးရင်တို့က3ညဘယ်ချိန်မှာဖြစ်တာလဲဆိုတော့ x ကို t ရဲ့အချိန်တော့ဒါ pi y0 ကဒီမှာဖြစ်တာpi မှာဖြစ်တာဒီမှာဖြစ်တာဆိုတော့ဟိုဘက်ကောင်ကတို့က minus pi ပေါ့နော်အဲ့လိုမျိုးဖြစ်တာဆိုတော့တို့ကဒီမှာဘယ်လိုဖြစ်နေဆိုတော့တို့ကဒီ x axis ကို तू က pi by 2မှာဖြတ်တာ तू ကဒီကောင်ကလည်း minus pi by 2မှာဖြတ်တာဒီဘက်ကောင်က तू က3 pi by 2တော့ minus 3 pi by 2အဲ့လိုပေါ့နော်အဲ့တော့ तू အမှန်ကန်တိုင်းရလေ तू ဒီအဖြေက cos လည်းရ cos လည်းဖြစ်နိုင်တယ် sin လည်းဖြစ်နိုင်တယ်ဒါပေမဲ့ sin နဲ့ကြတော့ပိုဝေးသွားတာပေါ့နော် तू sin ကြတော့ तू ကဟို horizontal shift လောက်အောင်မယ် shift လောက်အောင်နည်းနည်းပိုကြာသွားမယ်ပေါ့နော်ဆိုတော့ cos နဲ့ရင်ပိုမြင်တယ်ဘာလို့ဆိုအခုတွေ့နေရပြီလေဒါတွေတူးနေဒီဖြတ်မှတ်တွေတူးနေအခုဒီမှာဒီဖြတ်မှတ်တွေတူးနေဒီဟာတူးနေဘာပဲကွာနေရလေ तू ကအဲ့ဒီ y cos x grad နဲ့ဒီ grad နဲ့က तू က reflect ဟိုပါလေ reflection in the axis ဖြစ်နေအဲ့ဒါပဲကွာနေပြီးတော့ obvious နောက်ခုဘာကွာနေလဲဆိုတော့ तू ဒီမှာ tan minus tan ဖြစ်နေရိုးရိုး cos x ဆိုလို့ရှိရင်ဒါကဘာလဲဆို1နဲ့ minus 1မှာဖြစ်တာအဲ့တော့ reflection ဆိုလို့ရှိရင် तू ကဘာဖြစ်မှာ reflection ဆိုလို့ရှိရင်ဒီ reflection in the axis ဆိုရှင် तू ကဒီ the whole equation ကို negative ထည့်ပေးရမှာလीအဲ့တော့အမတီးရ y equal minus ဒီမှာ minus ဖြစ်အောင်မယ်ပေါ့နော် minus cos x တို့လို့ဖြစ်သွားမယ်ဆိုတော့ cos x မှာအမကဘယ်လောက်ထည့်ရမလဲဘယ်လောက်
နဲ့ထည့်မျှအောင်တကယ်လို့ဒါ minus cos x ပဲဆိုရှင် तू က reflect ဖြစ်ပြီးတော့ तू ကဒီနေရာမှာ1နဲ့ minus 1ဖြစ်သွားမှာနိ तू က10ဆိုတော့ဘာနဲ့ထပ်မျှအောင်မလဲဆိုတော့10နဲ့ထပ်မျှအောင်မှာပေါ့ဖြစ်10အဲ့တော့သူ့ရဲ့ f of x ရဲ့ equation က minus 10 cos x ဖြစ်မှာနော်ဒီဖြစ်ပေါ့The copy of figure 4 at label diagram 1 and 2 can be found on the following page. Diagram 1 sketch a graph of the Garfield equation. 10 minus okay. ခဏနေ။ sketch တော့ sketch လောက်ခိုင်းတာ okay. လောက်ခိုင်းတာသူကdiagram 1 and 2လောက်ခိုင်းတာနော်။အဲ့တော့ minus 8 square ဆိုတာဂါငယ် graph ဂါငယ် graph ကို तू က10 unit အပေါ်တက်မှာ။ဆိုတော့ပုံမှန် solution तू ကဒီလို graph ပေါ့နော်။ပုံမှန် solution तू ကတော့ဒီမှာမဆွဲတော့ခဏမဟုတ်တော့ A ရဒီအောက်မှာနေရပေးတာ A ရဒီမှာနေရပေးတာဆိုပုံမှန်ဆို minus 8 square ဒီလို graph minus 8 square ဒီလိုမျိုးဒါ minus 8 square တော့10 unit အပေါ်တက်မယ်ဆိုဒါကြီးကအပေါ်ရွေ့ပါမှာနိဘယ်နှ unit ရွေ့မှာ10 unit ရွေ့မှာအဲ့တော့10မှာဖြတ်မှာဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးဖြတ်မှာအဲ့တော့ okay ဒါမဲ့ဘလို့ဆွဲရမလဲအခုဟုတ်တယ်မှာ10မှာဒီလိုဖြတ်မယ်ဒီလိုလားဒါမှမဟုတ်ရင်ဒီလိုမျိုးလားဘလို့ဖြတ်မှာလဲအဲ့ဒါဘလို့သိနိုင်လဲဒီ x-axis ဖြတ်မှာကိုရှာလိုက်ပေါ့ x-axis ဆိုတာဘာ0လဲဆို y0 ဆိုတာ10 minus 8 square ကို0နဲ့ညီရမှာ10 minus 8 square ကို0နဲ့ညီတော့10 equal to 8 square ဆိုတော့ x equal to root 10 or minus root 10 ရ root 10ဆိုတာက calculator ထဲမှာထည့်ကြည့်လိုက်ရှင် value ကဘယ်လောက်ထွက်လဲဆိုတော့ 3.16 လောက်ထွက်တယ် okay အဲ့တော့ pi က 3.14 ဆိုတော့တော့ဒီကြော်လေးမှာဖြစ်မှာပေါ့နော်ဒီကြော်လောက်လေးမှာတို့လာဖြတ်မှာတို့ပုံလေးဖြစ်မှာဆိုတော့10ကိုလည်းဖြတ်သွားမယ်ဆိုတော့တို့လိုမျိုးချမ်းမြောက်ဖြစ်တို့လိုပေါ့နော်ဟုတ်ရဲ့နေတော့တွန်းနေစာရွက်ပေါ်မှာဆွဲရင်တော့ပို့ပြီးတော့တီးချလိုက်မယ်ပေါ့နော်နေလက်တော့ဒီလိုပေါ့နော်ဆိုတော့ပုံစံလေးဖြစ်မယ်ဒါသူဆွဲခိုင်းတဲ့10 minus 8 square ပေါ့နော်ပြီး hence to find the normal solution of the equation in the interval minus 100 pi နဲ့100 pi ကြာမှာ okay ဆိုတော့100 pi နဲ့ pi ကြာမှာဆိုတော့ဒီမှာဆိုလို့ရှိရင်2 pi ဒီပဲတော့မှာနော် yes အဲ့တော့ဒီမှာ तू က2 pi မှာဆိုရှင် solution ဘယ်နှခု2 pi နဲ့ minus 2 pi မှာ solution ဘယ်နှခုလဲဒီကြည့်ပေါ့နော်ဘယ်နှခုလဲဆိုတော့ तू ကနှစ်ခုပဲ minus 2 pi နဲ့2 pi ကြာမှာအဲ့တော့ပြီးရင်တော့ဘာဖြစ်မှာဆို100 pi ဖြစ်မှာ100 pi ပေါ့နော်ဟိုဘက်ကဒီဘက်ကတော့100 pi ထိသွားမှာသိရမှာဒါကိုခေါင်းထဲမှာနည်းနည်းမြင်ရမယ်100 pi ထိဆွဲကြည့်တော့အဆင်မပြေဘူးပေါ့နော်ဆိုတော့ဘလို့သိရမလဲဆိုဒီ graph ကဒီလိုဆက်သွားနေတာသိရမယ်ဒီ graph ကဒီလိုအောက်ကိုဆက်သွားနေတာသိရမယ်အောက်ကိုဆက်သွားနေတာသိရမယ်အဲ့တော့ तू ကတော့ဒီလိုဆက်သွားနေမယ်ခဏနေ तू ကလို့ဆွဲပြန်ဒီအောက်ကဟာကို duplicate လုပ်လိုက်ကောင်းမှချလေဆိုလို့ပါနော်ဒါဒီဘက်မှာဒီလိုရှိရယ်ထပ်ရှိရလို့ပြောချင်တာပေါ့နော်ဒါလေးဒီဘက်မှာဒီလိုရှိရယ်ဒီလိုမျိုးလေးအဲ့တော့ပြီးအပြောင် graph ကဘယ်လိုဖြစ်မှာအပြောင် graph ကထောက်လျှောက်သူကဒီလိုအောက်ကိုသွားနေမှာအောက်ကိုဆက်သွားနေသူကလည်းဒီဘေးကြီးကလည်းဆက်သွားနေမှာဘယ်ထိဆက်သွားနေ100 by minus 100 by ထိဆက်သွားနေမှာအဲ့လိုပါနော်အဲ့လိုဆက်သွားနေမှာအဲ့တော့ဒီမှာကြည့်လို့ရှင်သူကလည်းဒီအောက်ကိုပဲစိုက်သွားမှာနိဖြတ်မလားဒီ2 by အကျော်မှာသူဖြတ်မှာမဖြတ်ဘူးလေတော့ဒူဆက်သွားနေမှာ
solution ရှိဖို့သူတို့လာဖြတ်မှရမှာလေသိလားသူတို့အောက်ကိုတော့ဆက်သွားနေတော့မဖြတ်ဘူးဒီကောင်းလည်းအောက်ဆက်လည်းမဖြတ်အဲ့အတွက်တော့ solution က100 ပိုင်းနဲ့ -100 ပိုင်းဆိုလေ solution ဘယ်နှခုပဲရှိမှာဆိုနှစ်ခုပဲရှိမှာဖြေက2 solution ဖြတ်ရမယ်ဒီကောင်း number 2က2 solution ပေါ့နော်ဒီမှာအောက်မှာရေးပေးထားတယ်ပြီးတော့ဘာဆက်ပြောလဲ solution sketch the tan a graph ကို sketch ခိုင်းတယ် tangent ဆိုတော့ဟုတ်ပြီ tangent ဆိုယူဒီမှာတင်ရမှာ tangent ဆိုတာက asymptote ပေါ်မှာဖြစ်လဲ asymptote ကသူက negative sorry odd by 2မှာဖြစ်တာ odd by 2ဆိုတော့ဒီနေရာမှာ asymptote ဖြစ်တာပေါ့နော်ဆိုတော့ဒီမှာတစ်ခေါက်ဆွဲမယ်ပြီးဒီမှာ odd by 2ဆိုတော့1 by 2 3 by 2 5 by 2လို့ပြောချင်တာပေါ့နော်ဆိုတော့မဟုတ်ခဏနေဒီနေရာမှာဖြစ်ဒီ graph တွေကတော့အလို့ရနေရမယ် tangent graph cos graph sin graph အကုန်လို့ရမယ်နော်ဆိုတော့ပုံစံဖြစ်မယ် asymptote ကိုမထိရအောင်အဲ့တော့ဒီလိုပေါ့နော်ဒီလိုဖြစ်မယ်ပြီးရင်ဒီလိုဖြစ်မယ်ဒီဘက်မှာတို့ဆက်ဆွဲမယ်ဆိုတော့ဘယ်ထိပဲဆွဲခိုင်းတာလဲ2ပိုင်းထိပဲဆွဲခိုင်းတယ်ဒီမှာရက်လိုက်ပြီပေါ့နော်တကယ်တမ်းဒီဘက် B မှာဆက်ရှိရမယ်ဒီဘက်ရက်ပြီးရင်ဒီလိုပုံစံဖြစ်မယ်ဒီလိုပဲပြီးရင်တော့ဒီလိုမျိုးလာပြီးဒီလိုလေးဖြစ်မှာပေါ့နော်ဟိုဘက်ချမ်းမပါတော့အဲ့တော့သူကဘာပြောလဲဆိုတော့sketch ပဲလို့ခဏတယ်ပြီးတော့မှ number of the solution 100 by နဲ့ -100 by ကြာမှဘယ်လိုဖြစ်မလဲအဲ့တော့ဆိုတော့ဒီမှာ तू ကအရင်ဆုံး2 by နဲ့ -2 by ကြားမှာ solution ဘယ်နှခုလဲအရင်ရှာကြည့်ပေါ့နော် solution ကတော့တစ်ခုဖြတ်တဲ့နေရာတွေပေါ့နော်တစ်ခုနှစ်ခုပြီးရင်မျိုးလုံးနောက်နဲ့ဆိုတော့ तू ကအပြာနဲ့အမဲနဲ့ဖြတ်တဲ့နေရာနော်1 2 3ခုရယ်4ခုရယ်ဟုတ်တယ်4ခုပဲဖြစ်မှာနော်ဒီမှာရယ်ဟုတ်တယ်4ခုဖြစ်မှာ4ခုဆိုတော့ဒါ2 by နဲ့ -2 by ကြားမှာရှိရအကယ်၍ဒါဆက်ရှိမယ်ဆိုဘယ်လိုဖြစ်မလဲဆက်ရှိမယ်ဆိုဒီလိုမျိုးဆက်ရှိမှာပေါ့သူကလည်းဆက်ရှိမှာပဲအခုဆိုရှင်သူကဒီလိုမျိုးဆက်ရှိမှာပေါ့နော်ဘယ်အထိဆက်ရှိမလဲ100 by အထိဟိုဘက်လည်းဘယ်အထိလဲဆိုတော့ -100 by အထိအဲ့လိုဆက်ရှိနေမှာဒီလိုမျိုးအဲ့ tangent graph ကလည်းသူကဆက်ဆွဲနေမှာဒီလိုမျိုးထောက်လျှောက်ပေါ့နော်ဒီလိုမျိုးဆက်ဆွဲနေမယ်ဆိုတော့ပြီးတော့ဒီလိုမျိုးဆက်ဆွဲနေမှာအဲ့လိုမျိုးဖြစ်နေမှာပေါ့နော်အဲ့တော့ဒီမှာ तू ကဘလို့သွားတူလဲဆိုတော့ဟိုဒီညမှာ duplicate ပုံစံမျိုးနဲ့မြင်ရမှာခဏဒီပုံစံမဟုတ်ပဲねသူဆွဲပြမယ်ပေါ့နော် तू တော့ဘယ်လိုပဲမဟိုဘက်ဒီ2ပိုင်းအကျော်မှာလဲ तू ဒီလိုတပုံစံနဲ့ထပ်ထွက်လာမှာမယုံရင်ပြမယ်ပေါ့နော်ဒီနေရာမှာ तू ဒီလိုမျိုးဟာကို duplicate လုပ်ပြမယ်ဆိုတော့ဒီဘက်မှာခဏနေမရ copy မှာရမယ်ဒီလိုမျိုးထပ်ဖြစ်မှာလိုမျိုးထပ်ဖြစ်နေမှာပြီးဟိုဘက်မှာလဲဟိုဘက်အလုံးမှာလဲဒီလိုမျိုးထပ်ဖြစ်နေမှာစဖြစ်ဘယ်ထိတော့မှာ100 by -100 by နေတော့မှာအဲ့လိုပေါ့နော်အဲ့လိုမျိုးဆက်ဖြစ်နေမှာ yes အဲ့လိုမျိုးဆက်ဖြစ်နေမှာအဲ့လိုမျိုးဆက်ဖြစ်နေမှာဆိုတော့ तू ကအဲ့လိုမျိုးပုံစံဘယ်နှခေါက်ဖြစ်မှာလဲအခုအမဒီမှာပြလို့ရှင် तू ကထားပါတော့ဒါကဒါ100 by အဲ့ဒါ duplicate လို့ဘောဖြစ်တော့ဖြစ်နေ25အခုတော့ဖြစ်သွားမှာနော်လို့လို့ကြည့်လိုက်လို့ရဆိုတော့ဒီမှာ तू ကထားပါတော့ဒါက -100 by ပဲထားပါတော့အခုကတော့ဒီအခုဒီတကွက်စာဒါစုစုပေါင်းဟိုအရှိရ4 by ရှိရပါမယ်4 by ဆို100နဲ့25က duplicate ရမယ်ထင်တယ်နည်းနည်းချုံတော့တာဒီမှာပြရမယ်ဆိုရှင်သူကဒီလိုမျိုး25နည်းနည်းတော့သိပါမယ်ဘာလို့ဒါမဲ့မြင်ရမှာခြေလိုက်ဆိုတော့ဒီလိုမျိုးပေါ့နော်ခဏလေးထားဆွဲလို့မရဒီဘက်မှာဆိုတော့တစ်ခေါက်ပြီးရင်တော့ဘာလာမလဲဆိုရှင်
ရပြီခဏလေးတော့ဒီတစ်ခါပေါ့နော်ဒီတစ်ခါဘာလဲဆိုတော့ဟိုပါလေ4 point ပြီ100 point 100 point ဆိုတော့ခဏလေးတော့စုပေါင်း200ရှိရ225နဲ့ဆိုင်204နဲ့ဆိုင်ပြီးတော့ဒီနဲ့ဆိုင်1050ခဏလေးအဲ့တော့ထားပါတော့100ထိပဲလုပ်ကြည့်မယ်နော်100ထိပဲလုပ်ကြည့်မယ်100ထိပဲဆို तू ကဒါ4ပွားလို့ရှိရင် तू ကဘယ်လိုဆက်ဖြစ်မှာလဲဆိုတော့ဒီမှာဆို तू က10ဖြစ်သွားပြီ10ပြီးလို့ရှိရင်ဟိုကမှာနေနေ10 4 3 4 12ပြီးလို့ရှိရင် तू က16ပြီးလို့ရှိရင်20ပြီးလို့ရှိရင်24 28ပြီးလို့ရှိရင် तू က40 32 49 36 40 40 44 48အဲ့လိုပေါ့နော်စသဖြင့် तू ကဒီမှာဆိုရှင် तू ကဒါရဇဒိုက်တွေပဲလေ तू duplicate ဖြစ်တာမြင်ရအခုအမ100ထိပြမယ်ဆိုဒီက25ခေါက်တော့ duplicate လောက်မှာစဉ်းတော့မပြဒါမဲ့အခုလိုပြနေတာနားလည်မယ်လို့တော့ထင်တယ်နားမလည်တော့ဒီအောက်မှာပြန်မေးလို့ရတယ်ပေါ့နော် तू ကဘယ်လိုပြော तू ဒီပုံစံကို तू ကဟိုပါလေအခောက်ပေါင်း तू က50ဖြစ်မှာကွာ50ဖြစ်မှာဘာလို့ဆိုတော့ဒီတကွက်ကို तू က4ပိုင်ကိုအခုကလူချင်တာစုစုပေါင်း total 200ပိုင်လေဟိုဘက်မှာ100ဒီဘက်မှာ100ဆိုစုစုပေါင်း200အဲ့တော့ तू ဒီတကွက်မှာ तू ဒီတကွက်မှာ तू ကဟိုပါလေ solution က4ခုရှိရလေတကွက်မှာမြန်မာလိုပဲရေးလိုက်တော့မယ်တကွက်မှာ तू က solution ကဘယ်နှခုရှိအောင်1 2 3ဟုတ်တယ်4ခုရှိအမကစုစုပေါင်းဟိုအခုဟိုဘက်100ဒီဘက်100စုစုပေါင်းမလောက်ကွက်ဘူးလား200ပိုင်ဆိုတာ204နဲ့ဆိုင်25ကွက်လို့อ่ะနိ25ကွက်မဟုတ်ဘူးခဏနေ50လို့လား50လို့အဲ့တော့50ကို4နဲ့မြတ်တော့ဘယ်လောက်ရလဲဆို200 solution အဲ့တော့အဖြေကဘယ်လောက်ဖြစ်မလဲဆိုရှင်200 solution ဖြစ်အောင်200ဖြစ်အောင်အဲ့တော့ဒီနေရာမှာ तू ကပြောရမှာက C2 ရဲ့အဖြေပေါ့နော်ဒါ C2 ဟုတ်တယ် C2 ရဲ့အဖြေကဘယ်လိုပြောရမလဲဆိုလို့ရှင်မနေ့တော့တွက်ပြလိုက်ပေါ့နော် for roots in တော့ -2 ပိုင်နဲ့ပိုင်ချာ2ပိုင်ချာမှာအဲ့တော့ဟိုပါလေ50ကို4နဲ့မြှောက်မှာပေါ့နော်50ကို4နဲ့မြှောက်တော့200 in ဘာနဲ့ပဲချာဆို100ပိုင်နဲ့-100ပိုင်နဲ့100ပိုင်ချာဆိုအဖြေကဘယ်လောက်လဲဆို200 solutions ဖြစ်ရမယ်200 solutions